ဒီနေ့တော့လက်လက်ဆက်ဆက်ရလာတဲ့ပဇွန်ထုတ်ကြီးတွေကိုစီပြန်ဟင်းလေးချက်စားကြမယ်နော်အရင်ဆုံးပဇွန်တွေကိုတန့်စင်အောင်အခွံနွားထားမယ်ချက်ဖို့အတွက်ပဇွန်ရဲကြက်သွန်နီကြက်သွန်ဖြူဂျင်းငရုတ်သီးမုံနဲ့ဆွနွေးမုံတို့လိုအပ်ပါတယ်ရှင်ဟင်းအနှက်လေးကောင်းအောင်လို့ကြက်သွန်နီနဲ့ဖြူကိုညက်နေအောင်အရင်ဆုံးထောင်းလိုက်မယ်နော်အိုးပူလာရင်စီလေးထက်ထောင်းထားတဲ့အနှစ်တွေကိုထည့်ပြီးအနက်မွေးလာတဲ့အထိစီတက်ပေးရပါမယ်အယောင်လေးလှသွားအောင်ငရုတ်သီးမုံနဲ့စနွင်းလေးနည်းနည်းထပ်ထည့်မယ်စီလေးဝေးလာပြီဆိုရင်တော့အနှစ်ရပါပြီအနှစ်လေးမွေးလာပြီဆိုရင်တော့တန့်စင်ထားတဲ့ပဇွန်ကြီးတွေကိုထည့်လိုက်ပါပြီပဇွန်ထဲကိုအနှစ်တွေဝင်သွားအောင်တခြားလေးမှုတ်ပေးမယ်နော်အရသာအတွက်စားတဲ့ငံပြရည်လေးနည်းနည်းထည့်ပါမယ်ပြီးရင်မှုတ်ပေးပါမယ်တိတ်ကောင်းပါပဲပဇွန်လေးကျက်သွားအောင်ရေလေးနည်းနည်းထည့်ပြီးခဏလောက်အုပ်ထားလိုက်မယ်ကဲအခုဆိုရင်စီလေးပြန်ပြီးမှုေးကြိုင်နေတဲ့ပဇွန်ထုတ်စီပြန်ဟင်းလေးရပါပြီရှင်အရသာရှိတဲ့တောချက်ပဇွန်ထုတ်စီပြန်ဟင်းလေးရပါပြီထမင်းပူပူလေးနဲ့အတူတူစားကြရအောင်နော်